ပတ်ဝန်းကျင်ရဲ့လေးစားမှုတန်ဖိုးထားမှုမျက်နှာမှုကိုရကျင်တယ်ဆိုလို့ရှိရင်အဓိကကိုယ့်ရဲ့စိတ်ကအစင်တတ်မြင့်မှုလို့တယ်ဟုတ်တယ်မဟုတ်လားတော့ကိုယ့်ရဲ့စိတ်ထဲမှာလိုလားတောင့်တမှုတွေမက်မောမှုတွေလောဘတွေဟုတ်လားဒါတွေမကြည့်ဖို့ဟုတ်လားကြော်ကြားခြင်းတဲ့စိတ်တွေထင်ရှားခြင်းတဲ့စိတ်တွေအရေးပါလွန်ခြင်းတဲ့စိတ်တွေမကြည့်ဖို့အဲ့ဒါတွေကြည့်ရင်ထင်သေးတာပဲလေဟုတ်တယ်မဟုတ်လားမနာလိုမှုတွေဝန်တိုမှုတွေမကြည့်ဖို့နော်ဒေါသတွေမကြည့်ဖို့ဒေါသကြည့်ရင်လည်းပဲမလေးစားနိုင်ဘူးနော်မဟုတ်ရစိတ်တုန်နေရင်လည်းပဲကြားရင်မရဘူးဟုတ်လားအဲ့လိုမျိုးအမျိုးမျိုးစိတ်ရဲ့အရည်အသွေးတွေမြင့်မားမှပတ်ဝန်းကျင်ရဲ့လေးစားမှုတန်ဖိုးထားမှုအရာရောက်မှုဆိုတာရတာအဲ့တော့အဲ့ဒီစိတ်ရဲ့အရည်အသွေးဆိုတာလည်းပဲအခုမှထပ်ပြီးတော့တခါလဲရလိုက်ချင်တာဟဲ့ဆိုလို့လည်းပဲအဲ့လောက်လွယ်တဲ့ကိစ္စမဟုတ်ဘူးဟုတ်လားအတိတ်ကာလကအခုပြောခဲ့တဲ့ဒါနတို့သီလတို့တမာရီတို့ပညာတို့ဒီကောင်းမွန်တဲ့မွန်မြတ်တဲ့နော်အရာတွေကိုနော်ကိုယ့်ရဲ့တန်တန်မှာဖြစ်အောင်အလေးအကျင့်အလေးအလာတွေအများကြီးလုပ်ခဲ့မှဒီဘဝမှာမွန်မြတ်တဲ့စိတ်ကလေးတွေကလွင်လွင်တကူရတာဟုတ်လားဒါကြောင့်ဒီဥစ္စာပစ္စည်းနဲ့ပြည်စုံခြင်းကျမရဲ့ကောင်းခြင်းဘာခြင်းအစရှိတဲ့ပေါ်လွင်ထင်ရှားတဲ့မြင်သာတဲ့အရာတွေကိုပဲလူတွေကအတိတ်ကံမမူတည်တာသူတို့ကအတိတ်ကံမသူတို့အတိတ်ကံကောင်းတယ်စိတ်သဘောထားကောင်းခြင်းစိတ်သဘောထားမကောင်းခြင်းဆိုတာလည်းပဲအတိတ်ကံပေါ်မှာမူတည်သေးတယ်လို့ဦးဇင်းကတော့မြင်တယ်ဟုတ်လားအဲ့ဒီအချက်ကလေးကိုစဉ်းစားဖို့လိုတယ်ဟုတ်လားဒါကြောင့်ကိုကဒီနေရာမှာအတိတ်ကံကြီးထိုင်ပြီးတော့အာကိုနေဖို့လို့တော့ပြောတာတော့မဟုတ်ပါဘူးဒီဘဝမှာလည်းပဲဒါမြတ်စွာဘုရားဒီလိုဟောထားတာအလွန်မှန်ကန်တဲ့တရားတွေကိုကိုသိရတယ်။အော်ငါရဲ့စိတ်ဓာတ်ကညံ့ဖျင်းလို့ရှိရင်ဒါငါရခြင်းနဲ့နော်အကျိုးရလဒ်တွေကိုရမှာမဟုတ်ဘူး။ငါရဲ့စိတ်ကိုကောင်းမွန်ငါကြိုးစားမယ်ဆိုတဲ့နော်ပြုပြင်မှုထိမ့်သိမ်းမှုကလည်းပဲအများကြီးအရာမရောက်ဘူးလား။အများကြီးအရာရောက်တယ်နော်။ဒါကတော့ဦးဇင်းတို့အာတိပစ္စပရိဝါဒဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြောတာဒီမှာတော့မြတ်စွာဘုရားကဒါနသီလသမာဓိပညာရွှေဦးလေးလုံးကိုမြုပ်နိုင်မယ်ဆိုလို့ရှိရင်ဒီအကျိုးရလဒ်ကိုရရှိနိုင်တယ်လို့အတိအလင်းတော့ဟောထားတယ်ဟုတ်လား